ဒီနေ့တော့ whisky တောက်တဲ့ style ကို Maslow ရဲ့ niche theory ရဲ့ personality trait တွေနဲ့တွဲပြီးတော့စဉ်းစားကြည့်မိပါတယ်ပထမဆုံး neat drinker ပေါ့ whisky ကိုဘာမှမရောပဲ neat တောက်သူတွေဟာကိုဖြစ်ချင်တဲ့ပန်းတိုင်ကိုယ့်ရဲ့ပင်ကိုယ်အရေးချင်းကိုအပြည့်အဝအသုံးချခြင်းသူတွေ self actualization တွေဖြစ်ကြပါတယ်သူတို့ကပြင်ပအရာတွေကိုအာမကိုဘူးအနှစ်သာရကိုပဲကြည့်တယ်ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းရှိတဲ့အလုပ်တွေလုပ်ခွင့်ရတာနဲ့စိန်ခေါ်မှုအသစ်တွေကိုကြော်ဖြတ်နိုင်သူတွေဖြစ်ပါတယ် personality အနေနဲ့မိမိရဲ့အလုပ်တာဝန်ကိုတတိထားပြီးပြည့်စုံကောင်းမွန်အောင်ဆောင်ရွက်လို့စိတ်ဆိုတဲ့ conscientiousness ရှိပြီးစီကံကြီးတဲ့ဥဆောင်သူနေရာမှာရှိနေတတ်သူတွေပါသူတို့ဟာစံနမူနာပြ role model တွေဖြစ်အောင်နေတတ်ကြပါတယ်နောက်တစ်ခုက on the rock သမားတွေပါရေခဲဒါမှမဟုတ်ရေနှင်းငယ်ရောသူတွေကတော့ action needs သူတစ်ပါးရဲ့လေးစားအသိမှတ်ပြုခံရမှုကိုပညာသားပါဟောပြတတ်သူတွေပါအရသာကိုပုံမကောင်းမွန်အောင်ပြုပြင်တတ်တဲ့သူတို့ရဲ့ဇေယိုက်က openness to experience အတွေ့အကြုံသစ်ကိုလက်ခံခြင်းမြင့်မားတာကိုပြပါတယ်သူတို့ဟာအမြဲတမ်းလေ့လာသင်ယူနေတတ်တဲ့သူတွေဖြစ်ပြီးဥဆောင်ရသူဆိုရင်သူတို့ရဲ့အဖွဲ့ဝင်တွေကိုလည်းတိုးတက်အောင်တွန်းအားပေးတတ်ပါတယ် high ball သမားတွေဆိုတာရောတောက်တဲ့ high ball သမားတွေကတော့ social needs လူမှုရေးအတိုင်းဝိုင်းကလက်ခံဖိတ်ခေါ်ခြင်းကိုအဓိကထားသူတွေပါသူတို့ရဲ့ personality က extraversion ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းဖြစ်ပါတယ်အဖွဲ့အစည်းထဲမှာ team spirit ကောင်းအောင်လုပ်နိုင်တဲ့ connector တွေပေါ့သူတို့ရှိတဲ့နေရာမှာပျော်စရာကောင်းပြီးပလိပခတွေနဲပါတတ်ပါတယ်နောက်ဆုံးကတော့ mix sweet အချိုရည်ရောတောက်တဲ့သူတွေပါသူတို့က safety needs ဘေးကင်းလုံခြုံမှုကိုရှာဖွေသူတွေဖြစ်တတ်ပါတယ် whisky ရဲ့ပြင်းရှမှုကိုအချိုနဲ့ကာကွယ်လိုက်တယ်လို့မျိုးပါပဲသူတို့ဟာ agreeableness လိုက်လျောညီထွေရှိမှုမြင့်မားပြီးအဖွဲ့အစည်းရဲ့စီကံကိုလိုက်နာတဲ့သူတွေပါသူတို့ဝင်းကျင်တဲ့လုပ်ငန်းခွင်မှာဘေးကင်းမှုခံစား권တွေရနိုင်ဖို့ဒါတွေကိုအာရုံစိုက်တတ်ကြသလို support ပေးတဲ့နေရာမှာအကောင်းဆုံးဖြစ်တတ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ organizational behavior အရအမြင်လေးပါဒါပေမဲ့လူတိုင်းမှာအခြေအနေအရလိုလားချက် needs ကိုစီရှိတတ်ကြသလိုစိန်ခေါ်မှုတွေကိုမိမိလှုပ်ဆောင်နိုင်စွမ်းရှိသလောက်အခွင့်အရေးရှိသမျှနဲ့ကြိုးစားဖြည့်ရှင်းကဘဝကစားပွဲမှာအဆင့်တစ်ဆင့်ချင်းကြော်ဖြတ်တက်လှမ်းနေကြတာပါဒီလိုပါပဲ whisky ဆိုတာဘလို့ပဲတောက်ကိုကြိုက်တယ်လို့တောက်တာအကောင်းဆုံးပါပဲသင်ကရော